သွေးဆုံးခဲ့တဲ့ရစ်ပူဇော်ပွဲကြီးမိစ္ဆာကိုင်းကျော်ကွန်စတန်ဇိုနဲ့တင်မင်းတမန်စရီးမှုများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ M9 မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။1980ပြည့်နှစ်တည်းရဲ့နှောင်းပိုင်းမှာမက္ကဆီကိုနဲ့အမေရိကန်နယ်စပ်ကမာတာမိုရိုစ်မြို့လေးမှာလူအများကြောချမ်းသွားရတဲ့လူသက်မှုတွေစက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ဒီအမှုတွေရဲ့နောက်ွယ်မှာမိမိကိုယ်ကိုနတ်ဖျားတစ်ပါးလို့ကြွေးကြော်ထားတဲ့အဒိုလ်ဖိုကွန်စတန်ဇိုဆိုတဲ့သူရှိနေပါတယ်။သူဟာလူတွေရဲ့ကြောက်ရွံ့စိတ်နဲ့အကာအကွယ်လိုချင်တဲ့စိတ်ကိုအသုံးချပြီးတော့နာဂိုစ်လို့ခေါ်တဲ့မိစ္ဆာခိုင်းတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။သူကလူသားတွေရဲ့အသက်ကိုရစ်ပူဇော်မှသာသူ့ရဲ့ခိုင်းသားတွေဟာပလိတ်တွေရန်ကနေကင်းဝေးပြီးတော့ကြည်စံမဖောက်နိုင်တဲ့အစွမ်းတွေကိုရမယ်လို့ယုံကြည်အောင်မှိုင်းတိုက်ခဲ့ရဖြစ်ပါတယ်။ကွန်စတန်ဇိုရဲ့ရစ်ပူဇော်တဲ့နီလန်းတွေဟာလူသားတစ်ယောက်တွေးတောဖို့တောင်မဖြစ်နိုင်လောက်အောင်ရက်စက်လွန်ပါတယ်။သူဟာရစ်ကောင်အဖြစ်ရွေးချယ်ခံရတဲ့သူတွေကိုအရှင်လက်လက်နှိပ်စက်ယုံတင်မကပဲသူတို့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုဖျက်တောက်ပြီးတော့အိုးကြီးတစ်လုံးထဲမှာထည့်ကမှော်ဆေးရည်အဖြစ်နဲ့ချက်ပြုတ်လေးရှိပါတယ်။သူကအဲ့ဒီလိုရက်ဆက်လေးနတ်ဆိုးတွေစီကားရတဲ့အစွမ်းကအပိုကြီးလေးလို့ယူဆထားတာပါဒီလုံရက်တွေကတာမန်ရာဇဝတ်မှုထက်ကျော်လွန်ပြီးတော့လူသားချင်းစားတောက်တဲ့အထိရွှန်ရှာဝဲကောင်းတဲ့အမောင်ပတ်ချမ်းကိုရောက်ရှိသွားခဲ့ပါတယ်ဒီကိုင်းရဲ့အကြောင်းကိုကဘာကစတင်သိရှိသွားတာကတော့1989ခုနှစ်မှာအမေရိကန်အကြောင်းသားတအုပ်ဖြစ်တဲ့မာ့ခေဘေးပျောက်ဆုံးခဲ့ရာကနေအစပြုပါတယ်မာ့ကာကွန်စတန်ဇိုရဲ့ရစ်ပူဇော်ပွဲအတွက်နောက်ဆုံးသားကောင်ဖြစ်ခဲ့ရပါတယ်ရဲတပ်ဖွဲ့ကနေဇနာကစန်တာအယ်လီနာဆိုတဲ့ခြံဝင်းကြီးကိုဝင်ရောက်စီးနေတဲ့အခါမှာမြေရောက်ထဲမှာမြုပ်နှံထားတဲ့အလောင်းပေါင်းများစွာနဲ့အတူသွေးတွေဆုံးပေနေတဲ့ရစ်ပူဇော်တဲ့အိုးကြီးကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီမြင်ကွင်းဟာရဲရရှိတွေအတွက်တောင်ဘဝတသက်တာမေ့ရနိုင်စရာမရှိတဲ့အိမ်မက်ဆိုးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ကွန်စတန်ဇိုဟာသူ့ရဲ့ဂိုင်းသားတွေကိုထိန်းချုပ်ဖို့အတွက်မော့အတက်တွေတင်မကပဲစိတ်ပိုင်းဆိုင်ရာချင်းချောက်မှုတွေကိုပါသုံးခဲ့ပါတယ်။သူဟာသူ့ကိုယ်သူမသိနိုင်တဲ့သူလိုဟန်ဆောင်ထားပြီးတော့သူစကားကိုနားမထောင်တဲ့သူတွေကိုရစ်ပူဇော်ဝဲမှာစတေးပြစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်။ဒါကြောင့်လေဂိုင်းသားတွေဟာသူ့အပေါ်မှာအကျွေးမဲ့သစ္စာရှိပြီးတော့ကြောက်ရွံ့နေခဲ့ကြတာပါ။သူတို့ဟာလူသက်မှုကိုအမှုမဲ့အမှန်မဲ့လှုပ်ဆောင်လာတဲ့အထိစိတ်ဓာတ်တွေပြပြသွားခဲ့ကြပြီးတော့လူသားတယောက်ရဲ့တန်ဖိုးကိုလုံးဝမေ့လျော့သွားခဲ့ကြပါတယ်။အဆုံးသတ်မှာတော့ရဲတပ်ဖွဲ့ရဲ့ဝင်းရံပိတ်ဆို့မှုတွေကိုခံရတဲ့အခါကွန်စတန်ဇိုဟာအဖမ်းမခံမင်းနဲ့သူ့ရဲ့လက်ယုံတအူးကိုသူ့ကိုပြန်တက်ပေးဖို့အမိန့်ပေးခဲ့ပါတယ်။သူကသူတစ်ပါးရဲ့အသက်တွေကိုအလွယ်တကူစတေးခဲ့ပေမယ့်နောက်ဆုံးမှာတော့ကိုယ့်အသက်ကိုတောင်မကယ်တင်နိုင်မင်းသွေးပြတ်ဖွယ်ရာအဆုံးသတ်ခဲ့ရပါတယ်။ဒီဖြစ်ရပ်ကလူသားတွေရဲ့ယုံကြည်မှုလွဲမှားခြင်းနဲ့အာဏာမမောခြင်းကဘလောက်ထိကြောက်စရာကောင်းလဲဆိုတာကိုပြသနေတဲ့သမိုင်းဝင်တာရကတစ်ခုပါပဲ။ဒီသွေးဆုံးခဲ့တဲ့ရစ်ပူဇော်ပွဲကြီးရဲ့အကြောင်းဟာအခုတည်းကမက္ကဆီကိုနဲ့ကမ္ဘာတစ်ဝန်းမှာထိတ်လန့်စရာကောင်းတဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်နေကြန့်ရှိနေစေဖြစ်ပါတယ်။ကွန်စတန်ဇိုရဲ့လုပ်ရက်တွေကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေရဲ့မိသားစုတွေအတွက်တော့ဒါကဘယ်တော့မှမကျတ်နိုင်တဲ့တရားတစ်ခုဖြစ်ပါတယ်။ဒီဇလန်ကကျမတို့ကိုပေးတဲ့သတင်းစကားကတော့ဘာသာရေးဒါမှမဟုတ်ယုံကြည်မှုတစ်ခုရဲ့နောက်ွယ်မှာအစွန်းရောက်စိတ်တွေပါဝင်လာရင်လူသားတွေဟာမိစ္ဆာတွေထက်ပိုပြီးတော့ရက်ဆက်နိုင်နေဆိုတာပါပဲ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အောင်အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။